မင်းပြောတာဝိတ်ချထားတယ်နော်အဲ့ဒါဓမင်းထဲလိုက်ပေါ့အနေနဲ့သားလို့ရအဲ့ဒါဓမင်းထဲလိုက်အဲ့ဒါမိုင်းတော့ပြေးတယ်ဟုတ်ကဲ့ဘောနေတာဘူးလို့ဒီမှာဒီမှာခါမှာပါကျွန်တော်တို့တွေအားလုံးကမိသားစုကိုပြည့်ပြည့်စုံစုံထားခြင်းလို့ပြပကိုငွေရှာထွက်ခဲ့ကြတဲ့သူတွေကြီးပဲဒီနိုင်ငံကပေးတဲ့စင်မပြေမှုတွေနဲ့အင်ကိုလွမ်းတဲ့တန်တွေကြောင့်တချို့မှာလက်လျှော်လို့လက်ပလာနဲ့အိမ်ပြန်ကြပြီတချို့မှာတော့မိသားစုအတွက်ဆိုတဲ့စိတ်နဲ့အားခဲလို့ချိတ်ဆက်ပြီးလှုပ်နေကြတယ်တချို့ကတော့အကျွေးကျင်ပြန်မယ်ဆိုတဲ့စိတ်နဲ့ဟုတ်ရှိတယ်အဲ့တော့ပါလေလေးရနေတာအဲ့လိုတဲ့ငါတို့ဝိုင်းတဲ့နေရာမင်းမကြည့်ရလူကြပါ